အောက်ခံလူနေရာအတွက်ရွေးချယ်ရခက်ခဲတော့မယ်မိုက်ကယ်ကာရွေ့အားလုံးပဲမင်္ဂလာပါဗျဘောဟန်ဖမ်မလီကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးရဆိုရင်တော့ဆန်နာလာနဲ့ပွဲစဉ်မှာဆိုရင်မိုက်ကယ်ကာရွေ့အတွက်အခက်အခဲဆုံးဖြတ်ချက်တစ်ခုကတော့ဟယ်ရီမကွိုင်းယားနဲ့အတူခံစစ်မှာဘယ်သူ့ကိုတွဲဖက်ပေးမလဲဆိုတာပါပဲအေဗင်ဟဲဗင်နဲ့လစ်စတန်တို့မာတီနက်တို့နှစ်ဦးတည်းကတဦးကိုပဲရွေးချယ်ရမှာဖြစ်ပါတယ်လစ်စတန်တို့မာတီနက်ဟာဆိုရင်တော့တုံပွဲပဲပြစ်ဒဏ်ကနေပြန်လဲလွတ်မြောက်လာပြီဖြစ်လို့ယခုပွဲစဉ်မှာဆိုရင်တော့ပြန်လဲပါဝင်လာနိုင်တော့မှာပါသူဟာဆိုရင်တော့ကွင်းထဲမှာဘလောက်ထိတောင်မှပဲအားကိုးရလဲဆိုတာကျွန်တော်တို့အားလုံးသိကြပါတယ်သူ့ရဲ့ဇွဲလုံးလားခေါင်းဆောင်မှုနဲ့နောက်တန်းကနေတိုက်စစ်စင်နိုင်ဇန်းတွေကိုပြန်မြင်ရတာဟာခံစစ်အတွက်တော့အင်အားကြီးတစ်ခုပါပဲတစ်ဖက်မှာဆိုရင်လေအေဗင်ဟဲဗင်ကအတင်းလိုအပ်နေတဲ့အချိန်မှာဆိုရင်အကောင်းဆုံးတာဝန်ကျေခဲ့ပြီးတော့ပရီးမီးယားလိရဲ့ဖိအားတွေကိုတောင့်ခံနိုင်စမ်းရှိတယ်ဆိုတာတက်တည်ပြထားပြီးသားပါခြေစွမ်းပြနေတဲ့ကစားသမားတစ်ယောက်ကိုလူစီရင်းကနေခြံလှပ်ဖို့ဆိုတာနီးပြတစ်ယောက်အတွက်တော့ဘယ်လိုမှမလွယ်ကူပါဘူးကာရွက်အနေနဲ့မာတီနက်ရဲ့အတွေ့အကြုံကိုပဲချက်ချင်းပြန်ပြီးတော့အတုံးချသွားမလားဒါမှမဟုတ်ခြေစွမ်းပြနေတဲ့လူငယ်လေးကိုပဲဆက်ပြီးတော့အခွင့်အရေးပေးသွားမလားဆိုတာဆုံးဖြတ်ရတော့မှာပါအစစ်နဲ့နေရအတွက်တိုက်ပွဲဝင်နေရဆဲဖြစ်လို့ခန်းစစ်ပိုင်းရွေးချယ်မှုမှာဆိုရင်တော့ကလင်းရှိရဖို့နဲ့အဖိုးတက်အမှတ်တွေကိုမဆုံးရှုံးဖို့အတွက်ကပို့ပြီးတော့အရေးကြီးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မြတ်